Manchester Derby မှာ Manchester City ကိုအဖက်ဘက်က အသာစီးယူပြီးအနိုင်ပိုင်းခဲ့တဲ့ Michael Carrick ဟာ Manchester United နီးပြဘဝအဖွင့်လှသွားခဲ့ပါတယ်။အခုတော့သူ့ရဲ့ခရီးချမ်းမှာဒုတိယမြောက်စမ်းသပ်ခံရမယ့်အသင်းကတော့ Arsenal ပါ။အားလုံးသိတဲ့အတိုင်း Arsenal ဟာဒီယာဒီ Premier League Champion ဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်ပြီးအမှတ်ပေးစရာကိုဦးဆောင်နေတဲ့အသင်းပါ။တိုက်စစ်ကွင်းလယ်ခံစစ်နေရာစုံကအင်အားတောင့်တင်းပြီးကျစ်လစ်မှုလည်းရှိပါတယ်။ Manchester City ရဲ့ခံစစ်ကို Manchester United ရဲ့တိုက်စစ်ကဖျို့ဖျဲဖြစ်အောင်လုပ်နိုင်ခဲ့တာကဂုဏ်ယူစရာကောင်းပေမဲ့ Manchester City ခံစစ်မှာအဓိကကစားသမားတွေဖြစ်တဲ့ Ruben Dias, Gabriel တို့လိုအဓိကကစားသမားတွေမပါဝင်နိုင်ပဲလူငယ်ခံစစ်ကစားသမားလေးတွေပဲဥဆောင်ခဲ့တာကလည်း Man U အတွက်အခွင့်အရေးနဲ့အားသာချက်ဖြစ်စေခဲ့တယ်လို့ထင်ပါတယ်။အခုတွေ့ရမယ့်အသင်းကဒီယာဒီရွှေချက်အနည်းဆုံးနဲ့ဥရောပရဲ့အင်အားအတောင့်တင်းဆုံးအသင်းဖြစ်တယ်ဆိုတာမေ့ထားလို့မရပါဘူး။ Arsenal ခံစစ်က Premier League ရဲ့အကောင်းဆုံးခံစစ်ဖြစ်ပြီးတော့22ပွဲကစားပြီးချိန်မှာတော့14ဂိုးပဲပေးထားရတာဖြစ်ပါတယ်။တိုက်စစ်ကလည်းသွင်းဂိုး40အထိသွင်းယူထားတာကြောင့် Premier League မှာ Manchester City ပြီးရင်အကောင်းဆုံးတိုက်စစ်ပါ။ဒီလိုအသင်းနဲ့ Manchester United ကရင်ဆိုင်ရမှာဖြစ်ပြီး Arsenal ရဲ့အိမ်ကွင်းကိုတွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။ပထမကြော်တုန်းက Manchester United ဟာ Arsenal ကို Old Trafford မှာရှုံးနိမ့်ခဲ့ပေမဲ့ရှီဇွမ်းကတော့အသာစီးရခဲ့တယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ဒီတစ်ချိန်က Arsenal ရဲ့ Emirates ကွင်းပါအရှင်တွေကတူညီနေမှာတော့မဟုတ်ပါဘူး။ Arsenal ဟာဒီယာဒီ Premier League မှာအိမ်ကွင်းရှုံးပွဲလုံးဝမရှိထားသေးပါဘူး။ Manchester United ဟာ Man City ကိုအသာစီးကစားပြီးနိုင်ယူခဲ့တာကြောင့်ကစားသမားတွေရဲ့စိတ်သက်ပိုင်းမှာတက်ကြွနေမှာဖြစ်သလိုယုံကြည်မှုလည်းပိုပြီးတော့ရှိနေနိုင်ပါတယ်။နေပြတဲ့ Michael Carrick ကဒီပွဲကို Man City နဲ့ဒုံးကလိုပဲကစားကွက်ခင်းကျင်းလာမယ်လို့ထင်ပါတယ်။ Arsenal လိုအသင်းကိုရင်ဆိုင်တဲ့နေရာမှာဘောလုံးပိုင်ဆိုင်မှုအသာစီးယူဖို့ကမဖြစ်နိုင်ပါဘူး။ဒါကြောင့်လျင်မြန်နဲ့တံမြန်တိုက်စစ်ကိုပဲဥတီကစားလာမယ်လို့ထင်ပါတယ်။ Arsenal ကတော့သူ့ကိုဖိအားပေးနေတဲ့ Manchester City နဲ့ Aston Villa တို့ကိုတက်နိုင်သမျှအမှတ်တွေပြတ်အောင် Manchester United ကိုအနိုင်ယူဖို့ပဲဥတီကစားလာမယ်လို့ထင်ပါတယ်။ Arsenal ဟာ Manchester United နဲ့ပွဲစဉ်မတိုင်မီ Inter Milan နဲ့ Champions League ပွဲစဉ်ကစားခဲ့ရတာကြောင့်ကစားသမားတွေဟာအထိုက်လျောက်တော့ပွဲပတ်မှုရှိနိုင်ပါတယ်။ဒါပေမဲ့လူစင်းတောင်တင်တာကြောင့်လူစားလဲမှုတွေလုပ်ပြီးနီးပြအာတီတာကပွဲပတ်မှုတန်ကိုကာကွယ်ခဲ့တာတွေ့ရပါတယ်။နှစ်သင်းစာနီးနီးရှိတဲ့လူစင်းကြောင့်လည်း Arsenal ဟာဒီယာဒီတန်ရာပြဿနာတွေနဲ့ဥရောပပြိုင်ပွဲတွေရှိနေတဲ့ကြားကပဲရလက်ပိုင်းမှာမရိမ့်မရိုင်ဖြစ်အောင်အကောင်းဆုံးထိန်းထားနိုင်တာတွေ့ရပါတယ်။ Manchester United ကတော့ဥရောပဖလားပွဲစဉ်တွေကစားစရာမရှိသလိုတပတ်မှာတပွဲပဲကစားရတာကြောင့်လန်ဆန်တက်ကြွနေတဲ့ရှီတော့ပိုင်ရှင်ကစားသမားတွေကိုပိုင်ဆိုင်ထားပါတယ်။ဒါကပဲ Manchester United ရဲ့တခုတည်းသောမျှော်လင့်ခြင်းစရာဖြစ်ပါတယ်။ခန်းစစ်ပိုင်းမှာ Harry Maguire ပြန်ပါလာနိုင်တာမာတီနက်ပွဲချိန်ပြေကစားလာနိုင်တာအပြင်တိုက်စစ်ပိုင်းမှာအာမက်ဒီယာလိုတို့ Brian Mbeumo တို့ Manchester United လူစင်းမှာပြန်ရောက်လာတာကလည်းMichael Carrick အတွက်အတော်လေးကိုထောက်ကူဖြစ်စေခဲ့သလို Man City နဲ့ပွဲမှာဒီကစားသမားတွေကပဲအသင်းကိုအများကြီးကူညီခဲ့တာတွေ့ရမှာပါ။ဒီတစ်ပတ် Arsenal နဲ့တွေ့တဲ့အချိန်မှာဒီကစားသမားတွေဘယ်လောက်ထိပြိုင်ဘက်ကိုဒုက္ခပေးနိုင်မလဲဆိုတာတော့စိတ်ဝင်စားစရာကောင်းပါတယ်။ Arsenal ဟာနေရာပေါင်းစုံကနေကိုသွင်းနိုင်စွမ်းရှိတာခန်းစစ်ကျစ်လက်မှုရှိတာတောင်ပန်တိုက်စစ်ကစားသမားတွေရဲ့တိုးအားယုံအားကောင်းမွန်တာကွင်းလေကမာကျောမှုအပြည့်ရှိတာတွေကြောင့် Manchester United အတွက်ဒီပွဲကဒီယာဒီရဲ့အခက်ခဲဆုံးပွဲစဉ်တောင်ဖြစ်နိုင်ပါတယ်။တကယ်လို့ဒီပွဲကို Manchester United ကတည်ကစားနိုင်တယ်ဆိုရင်ဒါဟာတိတ်ကောင်းတဲ့ရလဒ်လို့ပြောလို့ရပါတယ်။ Arsenal အတွက်တော့ဒီပွဲဟာအနိုင်ဆုံးတည်ဖြစ်နိုင်ပါတယ်။ကျေးဇူးအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲကျမ်းမာပေးကင်းကြပါစေဗျာ။